စေမူနိုင်ငံရဲ့မိန်နာဘေးဆန်ဟိုတယ်မှာလှုပ်ရှောက်ချင်တဲ့ဆိုရင်ဒီဗီဒီယိုဆုံးအောင်ကြည့်သင့်ပါတယ်ကိုရိုင်ကမိန်နာဘေးဆန်ဟိုတယ်မှာလှုပ်ရှောက်ချင်တဲ့ဒါမှမဟုတ်ရင်လည်းကိုတငယ်ချင်းကမိန်နာဘေးဆန်ဟိုတယ်မှာလှုပ်ရှောက်ချင်တဲ့ဆိုရင်ဒီဗီဒီယိုကိုကျွန်တော်တို့စီ share ပြီးတော့ပို့ပေးလို့ရပါတယ်မိန်နာဘေးဆန်ဟိုတယ်မှာ2026 Career Fair စပြီးတော့ကျင်းပနေပါပြီကျင်းပမဲ့နေ့ကတော့မတ်လ15-16ဖြစ်ပြီးတော့ကျင်းပမဲ့အချိန်ကတော့10နာမနက်10နာရီကနေပြီးတော့ညနေ9နာရီထိဖြစ်ပါတယ်သူ့ရဲ့ဒီနေ့ကတော့ Expo and Convention Hall မှာဖြစ်ပါတယ်ဒီ online နေပြီးတော့ register လုပ်ပြီးတော့လုပ်ထားလို့ရှင်လည်းရပါတယ်ဒီထဲမှာဆိုရင်ကိုယ့်ရဲ့နာမည်တွေ email တွေဖုန်းနံပါတ်တွေနဲ့ CE ဖုန်းတွေကိုထည့်ပြီးတော့ submit လုပ်လို့ရှင်ရပါတယ်အဓိကလူတွေအများကြီးလာလျှောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့ကိုက interview တစ်ခုသွားဖို့အတွက်ဆိုရင်ပြင်ဆင်ထားမယ့်အချက်5ချက်ကိုကျွန်တော်ပြန်ပြီးတော့မျှဝေပေးသွားပါမယ်ပထမတစ်ချက်အနေနဲ့ကတော့ CE ဖုန်းပြင်ဆင်ထားဖို့လိုအပ်ပါတယ် CE ဖုန်းထဲမှာဆိုလို့ရှိရင်ဘယ်ချက်တွေပါမယ်ဘယ်ချက်တွေမပါဘူးလဲဆိုတာကိုကသိထားဖို့လိုအပ်ပါတယ်ကိုကမသိသေးဘူးဆိုရင်ကျွန်တော်ရဲ့ရှေ့ဗီဒီယိုမှာ CE ဖုန်းရင်းနှီးတင်ထားတဲ့ဗီဒီယိုလေးရှိပါတယ်အဲ့ဒါကိုတွားကြည့်ပါဒီဗီဒီယိုရဲ့အောက်မှာကျွန်တော် link ချပေးထားပါမယ်ဒီလိုမျိုးမှမဟုတ်ဘဲနဲ့ကိုကမရေးတတ်ဘူးဆိုလို့ရှိရင်ကျွန်တော်စီမှာ CE ဖုန်းကိုကျွန်တော်အဲ့လိုရပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ကျွန်တော် Chroming Q site ပို့လို့ရပါတယ်ဥပမာကိုကစပင်းတွေကိုကျွန်တော်အရှိကြီးရှုပ်ရက်ခတ်နေအောင်မထားဘဲနဲ့ကျွန်တော်တက်တက်ရပေါ့လေဥပမာဒီစပင်းတွေဆိုလို့ရှိရင်ဒီနေရွက်ကိုထိနေရတော့ဂုတ်ထောက်နေရမျိုးဒါမျိုးတွေထင်တော့မဖြစ်ရပါဘူးတက်တက်ရှင်တက်တက်ရကျွန်တော်ညှက်ထားဖို့လိုအပ်ပါတယ်မုတ်စိတ်မွေနှက်ခမ်းမွေဆိုလို့ရှိရင်လည်းကိုကအင်တာဗျူးဖြေမဲ့ရက်မှာကျွန်တော်ရိတ်သွားဖို့လိုအပ်ပါတယ်အဝတ်စားတွေဆိုလို့ရှိရင်လည်းအရင်ကြက်တာမျိုးတွေပွာတာမျိုးတွေတည်ရမလားအဲ့လိုမျိုးမျက်စိနောက်တဲ့အဝတ်စားမျိုးတွေမဝတ်ဖဲနဲ့ကြည့်ရတာနဲ့တက်တက်ရှင်ဖြစ်နေတဲ့ဝတ်စားဥပမာကိုကအဖြူတို့အပြာနူလေးတို့ဝတ်လို့ရှိရင်ပို့ပြီးတော့တင်တော်ပါတယ်အမှတ်3ချက်ကတော့အချိန်တိကျဖို့လိုအပ်ပါတယ်ဥပမာကိုက17နိုင်မှာအင်တာဗျူးရှိရဆိုလို့ရှိရင်ကိုကစောပြီးတော့ရောက်နေဖို့လိုအပ်ပါတယ်တချို့တွေကကျတော့ online interview ရေဆိုရင်တော့မှကျွန်တော်ရှိနေစောပြီးခေါ်တာမျိုးတွေကျွန်တော်ရှိပါတယ်ဒါတော့ကြောင့်မို့ကိုလည်းအလုပ်ရချင်တယ်ဆိုရင်ကိုယ့်ဘက်ကအမြဲတမ်းကျွန်တော် ready ဖြစ်နေဖို့လိုအပ်ပါတယ်နံပါတ်4အချက်ကတော့ကျွန်တော်တက်တက်ကြွကြွပြောရှင်ရှိဖို့လိုအပ်ပါတယ်ဥပမာ interview ရဲ့အချိန်မှာဆိုလို့ရှိရင်လည်းပြပြရှင်တက်တက်ကြွကြွပေါ့လေခင်ဖို့ကောင်းတဲ့ပုံစံမျိုးလေးတွေတည်ရမလားအဲ့လိုမျိုးမှာ eye contact ရှိတာမျိုးကျွန်တော်လုပ်တင်ပါတယ်ဒါကဘာနဲ့တူတုံးဆိုလို့ရှိရင်ကိုလာတစ်ခုမှာရှက်တက်လို့ပုံစံမျိုးလေးပေါ့လေလူတွေမှာဆိုလို့ရှိရင်ဒီလိုပြောရှင်တက်တက်ကြွကြွရှိတာကအများထဲမှာကိုပို့ပြီးတော့ထင်ရှားစေဒါကြောင့်မို့ကိုကပြောရှင်တက်တက်ကြွကြွရှိနေဖို့လိုအပ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ကိုယ့်ရဲ့ professional လမ်းကြောင်းနဲ့ပတ်သက်တဲ့မိကုံးမျိုးတွေကိုကျွန်တော်လေ့လာထားဖို့လိုအပ်ပါတယ်ဥပမာဘယ်လိုမျိုးလုံးဆိုရင်ကိုကကားမောင်းနေဆိုလို့ရှိရင်လည်းကားကိုဘယ်နှ kg မောင်းလိုက်တာလဲတို့ကိုက FME သမားတယောက်ဆိုလို့ရှိရင်လည်း customer တွေအရင်ကြာလာပြီဆိုလို့ရှိရင်ဘယ်လိုဖြည့်ရှင်းမလဲဆိုတာမျိုးတွေနဲ့customer တယောက်အရင်စိတ်ဆိုးဒေါသထွက်နေဆိုလို့ရှိရင်ဘယ်လိုကိုင်တွယ်ဖြည့်ရှင်းမလဲဆိုတာမျိုးတွေလည်းကျွန်တော်မေးလာနိုင်ပါတယ်အဲ့ဒါမှမဟုတ်ဘဲနဲ့ကိုကဒီလုပ်တစ်ခုကနေလုပ်တစ်ခုဘာကြောင့်ပြောင်းချင်တာလဲတို့ဒီလုပ်ကိုဘာကြောင့်ရချင်တာလဲဆိုတဲ့မေးခွန်းမျိုးတွေကိုလည်းကျွန်တော်တိတိကျကျအဖြေကျွန်တော်ရှိထားဖို့လိုအပ်ပါတယ်။ဒါတွေပြင်ဆင်ထားမယ်ဆိုလို့ရှိရင်ကိုကအင်တာဗျူးလဲရမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့အလုပ်ကရမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင်ပထမပိုင်းအနေနဲ့မိန်နာဘေးဆန်ဟိုတယ်ရဲ့ Career Fair 2026ကျွန်တော်ကျင်းပမဲ့အချိန်တွေနေရာတွေကိုကျွန်တော်ပြန်ပြီးတော့မျှဝေပေးခဲ့တယ်ဒုတိယပိုင်းအနေနဲ့အင်တာဗျူးတစ်ခုဖြေတော့မယ်ဆိုရင်လုပ်ရမယ့်အချက်5ချက်ဖြစ်တဲ့နံပါတ်1ကျွန်တော်တို့ CE ဖောင်ပြင်ထားဖို့လိုတယ်နံပါတ်2 grooming ကိုယူဆိုင်ဖို့လိုတယ်နံပါတ်3အချိန်ကိုပို့ပြီးတော့စောပြီးတော့ရောက်နေဖို့လိုတယ်နံပါတ်4ကတက်ပြောရှင်တက်ကြွရှိနေဖို့လိုတယ်နောက်ဆုံးချက်ကတော့ကိုယ့်ရဲ့ profession နဲ့အလုံးနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုကျွန်တော်လေ့လာထားဖို့လိုအပ်ပါတယ်ဒီဗီဒီယိုကအပြည့်အဝအကျိုးရှိမယ်လို့ယုံကြည်ပါတယ်ကိုရချင်တဲ့အလုပ်တွေကိုပျော်ရွှင်အောင်မြင်စွာရကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှာဆက်တွေ့မယ်